Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ညီမတို့ကိုဆိုရဲ့ Kismet Windows series တွေမှာအသုံးများနေကြဖြစ်တဲ့ hardware accessory 3မျိုးကိုမိတ်ဆက်ပေးရပါမယ်နော်ပထမဆုံးပြပေးခြင်းတဲ့ hardware accessory လေးကတော့အီတလီနိုင်ငံထုတ် Storo brand ဖြစ်ပါတယ်ဒီ brand လေးကတော့ညီမတို့ကိုဆိုမှာရရှိနိုင်မဲ့ Kismet Windows series လေးတွေမှာအသုံးအများဆုံးဖြစ်နေတဲ့ brand လေးလို့လည်းပြောလို့ရပါတယ်ဒီ Storo brand လေးကိုဆိုရင် Kismet window တွေမှာမဟုတ်ပဲတခြားတော့ open door series တွေ slide door series တွေမှာလည်းအသုံးများပါတယ်နော်နောက်ထပ်မိတ်ဆက်ပေးမဲ့ hardware accessory လေးကတော့ဂျာမနီနိုင်ငံထုတ် We Have brand ပဲဖြစ်ပါတယ်ဒီ brand လေးကတော့ Storo brand ပြီးရင်ဒုတိယမြောက်အသုံးအများဆုံး brand လေးပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မိတ်ဆက်ပေးမဲ့ hardware accessory လေးကတော့ China brand ဖြစ်တဲ့ Jimsaw ဖြစ်ပါတယ်အခုဗီဒီယိုမှာမိတ်ဆက်ပေးခဲ့တဲ့ hardware accessory လေး၃မျိုးစလုံးကတော့ quality အရန်ကောင်းတဲ့အပြင် accessory အာမခံကလည်း9နှစ်ပါဝင်တာကြောင့်ကျွန်တော်ကိုဆိုရဲ့ Kismet Windows series လေးတွေမှာလက်ဆွဲအသုံးပြုနေတဲ့ brand လေးပဲဖြစ်ပါတယ်နော်